ဥပြားတော့ကျွန်တော်အင်တာဗျူးမှာဒီနေ့ဒီဥပြားလက်ကြတယ်ဆိုတော့ဥပြားနာမည်ရင်းရပါလဲ နံပါတ်ရကနေထူပါ ကနေထူပဲစောကနေထူပဲ စောကနေထူပါပဲ ဆိုတော့ဥပြားကအခုကျွန်တော်ကြားတာဗောတိုင်ရင်မှုစီကကြားတဲ့သတင်းကဥပြားနှလုံးသားမရှိဘူးလို့ကြားတယ်ဆိုတော့မိမလာရတယ်မချစ်ဘူးဗောဆိုတော့ကြားတယ်အဲ့ဒါဟုတ်လား ဟုတ်ပါတယ်ဘာဒီလိုဘာဖြစ်ဆိုတော့ကျွန်တော်ဒီစိတ်မဝင်စားဘူးပေါ့ ဒီအခြေရေးစိတ်ဝင်စားဘူး အခြေရေးစိတ်မဝင်စားဘူး ဟုတ်ပြီဆိုတော့ဒါပေမဲ့ကျွန်တော်ဒီလိုမျိုးအိတ်ထော်ရေးခလက်ကြတော့ဒီလိုလေဟိုတဲ့တွာလာမထိတဲ့လူတယောက်ကဲတင်မှုအဲ့လိုဆိုတော့ဟိုဥပြားတို့ခေတ္တကသွားလာတာမလွယ်တဲ့ကောင်မလေးတယောက်ကိုဥပြားကဲတင်လိုက်ရတယ်ဒီလိုဆိုတော့ဥပြားကသူ့ကိုယူတော့တော့မချစ်ဘူးပေါ့ဟုတ်ကဲ့ဆိုတော့ခလေးတစ်ယောက်ရှိပြီကွာခလေးက9ယောက်ရှိတယ်ဒါမဲ့မချစ်ဘူးဟိုအဲ့မချစ်ဘူးခလေးတော့9ယောက်ရှိချစ်လို့ရှိဘယ်လိုရှိရမလဲဆိုတော့အဲ့ဒါလားကျွန်တော်ပြောလို့မတည့်ဘူးကလေးက9ယောက်ရှိပြီဒါပေမဲ့ तू ခုထိ तू ချစ်လို့မရဘူးဆိုတော့မီး6ယောက်ရှိတယ်ဒီကိစ္စကတော်တော်စိတ်ဝင်စားရကောင်းတဲ့ကိစ္စအားရနဲ့အေးဝါတော့အဲ့လောက်စိတ်ဝင်စား